ဒီလိုမျိုးအကွေတွေမှာဆိုလို့ရှိရင်တော့အရန်တတိထားရတယ်ကားမောင်းလို့ရှိရင်ပြောတာပါလမ်းလျှောက်ရင်တော့ကိစ္စမရှိဘူးကားမောင်းလို့ရှိရင်တော့ဘောနော်အရန်တတိထားရတယ်ပြီးလို့ရှိရင်တယောက်နဲ့တယောက် respect ငါပဲအရင်သွားမယ်သူကနောက်မှပဲလိုက်ပါစေဆိုရဲဥစားမျိုးမဟုတ်ပဲနဲ့သူ့အခြေအနေဘယ်လိုရှိတယ်ကိုယ့်အခြေအနေဘယ်လိုရှိတယ်ဆိုရဲဥစားဟိုကျွန်တော်ကားထားတာဟိုနားမှာပဲဒီကနေဖြတ်စင်းလို့မရကိုကအရင်သွားချင်တယ်ဆိုရဲဥစားမျိုးတွေမဟုတ်ပဲနဲ့သူ့အခြေအနေကြည့်ကိုယ့်အခြေအနေကြည့်အဲ့လိုမျိုးတယောက်နဲ့တယောက်ကြည့်ပြီးတော့ပေါ့နော်ကာမွန်ရတာဖြစ်ပါတယ်သူရဲ့လောကတော့ရှိတယ်ဒါပေမဲ့လည်းလောဆိုတာထက်ကိုယ့်ရဲ့ခံစားမှုချစ်ချင်းမြတ်တာကတော့ပူပြီးတော့အရေးကြီးပါတယ်ဆိုရဲအကြောင်းပဲပြောချင်တာပါတခြားတော့ဆရာကြီးလည်းမဟုတ်တပါကြီးလည်းမဟုတ်ဆိုတော့လေနော်ဒီလိုမျိုးနေရာမှာလဲဒါလည်းလို့ရတယ်ဟိုမှာကြည့်ပါအရန်လာတယ်ဒီလားအခုအဘကနေဟိုဘက်ကိုဆင်းသွားရမှာဟိုဘက်ကတော့ကိုယ်တပတ်ဆင်းသွားရမှာပြောတဲ့ငါတော့လေဒီလိုမျိုးသွားတာပဲကြိုက်တယ်ဟိုမျိုးတော့ဟိုတိတ်စိတ်မဝင်စားဘူးကျွန်တော်ဟိုမျိုးတက်မကတစင်းလာပြီငါဘယ်တောင်းနာမှာဒီဘက်နာမှာဖတ်ပြီးကတစင်းလာအခါကျတော့သူတို့ဆင်းလာတယ်ကိုအတွက်လည်းအန်ဒီရကင်းအောင်သူတို့အတွက်လည်းအန်ဒီရကင်းအောင်ပေါ့နော်ကိုကအဝေးဆုံးကနေရှောင်ပြီးတော့လွတ်ကြအောင်အန်ဒီရကင်းအောင်လှုပ်ထား